macro ultra small နှစ်ခုပေါင်းလာတာဒီနေ့မင်းစားခွန်တော့ဟောမှာဗျာပြီးသွားရင်စားအောင်တင်မဲ့ခွန်ဝင်မယ်ဒီမှာလူမျိုးပေါင်းလာတာနှစ်ခုပေါင်းလာတာရှိတာ macro ultra snap နှစ်ခုပေါင်းလာတာဒီတော့ခုံရှိဘောခါလည်းရောကွန်ပျူတာတင်တဲ့ခုံဒီနားကနေလာဝင်လိုက်ရမင်းစားခုံဒီခုံဒီလိုခုံမျိုးလောက်ဆိုရင်တော့ရမှာပဲကြီးမလားဘူးဈေးရတော့800ကျော်400ကျော်900ကျော်100ကျော်လည်းရှိရတယ်ခေါင်း3-5မျိုးရှိရတလုံးတစ်ခုမှသဘောမကျဘူးကိုယ်မှသဘောမကျဘူးဒါကြည့်ဈေးက600ကျော်မလက်ဖေး900မက်ခရိုလုံးချမှာပေါင်းပြီးတော့ရောင်းတဲ့ပစ္စည်းတွေကဈေးကြီးလာကြတယ်ဆန်းကြီး26လုံးလောက်ရှိတယ်6လုံး149149ပဲပေါ့ဒီမှာအခြေခံလူတန်းစားတွေကတော့တိတ်အဆင်ပြေလို့ဒီဈေးဒီကအခြေခံလူတန်းစားတွေကဒီနေ့ဟိုမှာ390ကျော်ရရတယ်လို့ဒီကစားတော့ပုံတွေနဲ့တိတ်အဆင်ပြေလို့ပတ်စံရှိရလူတွေလောက်ပဲလူလက်တန်းစားတွေလောက်ပဲဝန်စားနိုင်တယ်လို့ဒီမှာဆိုရင်အသားတွေပဲတော့တစ်ထုပ်ကိုလောက်လည်းမဟုတ်ဘူးဒီက80ကျော်90ကျော်ဒါမဲ့ဒီမှာကျတော့တန့်ရှင်းတာပေါ့ဗျာဝတ်ပါနေဒီဈေးရတဲ့မရှိဘူးလို့ဆိုတော့ကျေရတော့ကျန်တဲ့ခုနကပြောပြောခဏခဏဒီလိုပြန်နေတော့အနည်းပြန်နေဆိုဒီကေရကိုစကိုno so စင်ထားမှာဆိုဒီတော့စိတ်ကြီးတော့3ခုဝယ်တယ်853ခုဝယ်တယ်85တခုဝယ်ပြကိုစကို3ခုဝယ်ပြကိုစ3ခုဝယ်85လာကောင်ဆိုင်ကျွေးလို့ရှိရင်အမှမြင်လို့မရဘူးဝင်တော့စိတ်တော့မရှိတော့လမ်းဘေးဆိုင်နေတယ်တော့ဝယ်ပါမယ်ဟာနွေဒါတော့မြန်မာရက်ကွက်ပါပဲထိုင်းနိုင်ငံကမြန်မာရက်လမ်းမထီစင်တွေ့တော့ကိုကြိတ်တဲ့ကနန်းရှိပြီလားဆိုပြီးခဏဝင်ကြည့်တာဆိုင်ကအကြီးပဲဗျကနန်းတွေကလည်းတော်တော်စုံတယ်ပေါ့နော်ထိုင်းထီကကြတော့ဒီမှာတစ်လောက်နှစ်ခါထွက်တာပေါ့နော်ကိုရီးယားလည်းလာတိုင်းတော့ထိုးဖြစ်ပါတယ်တစ်ခါထိုးလို့ရှိရင်နှစ်ဆောင်ပေါ့နော်နှစ်ဆောင်ကတော့အမြဲတမ်းထိုးဖြစ်တယ်ပေါက်တာမပေါက်တော့အမြဲတမ်းထိုးတယ်ပေါ့နော်လာတိုင်းထိုးတယ်တစ်ခါထွက်ရင်နှစ်ဆောင်လောက်ကတော့၄ဆောင်ထိုးဖြစ်တယ်
phải xong lỗi nha. Thấy không? ခါတိုင်းဆိုလို့ရှိရင်ဒီလမ်းတွေကကြတော့ဒီမြန်မာနိုင်ငံသားတွေကဘေးရှင်ပဲသွားပြည်နေတာပဲပေါ့နော်ဒီလမ်းတွေမှာနေကင်ပဲညနေပဲမနေ့ပိုင်းဒီဘေးရှင်ပဲသွားဒီလမ်းတွေမှာဆိုလူတွေကမြန်မာနိုင်ငံသားတွေကအများကြီးပဲပေါ့အခုကဒီအဲ့နိုင်ငံကနှခမ်းမွေးဆိုတဲ့ကောင်ကမှညမ်းတာဒီကောင်ညမ်းပြီးတဲ့နောက်လူတွေကအပြင်တိတ်မထွက်ကြတော့ဘူးဗျာတကယ်ဆိုလို့ရှိရင်ဒီလမ်းမှာမြန်မာနိုင်ငံသားတွေကပြည်နေဒီဆိုင်လေးဝင်ပြီးကြည့်လိုက်ဒီဆိုင်မှာများရှိမလားပေါ့နော် ရှင်ဘူးတော့ရစိတ်ရှိဆိုဖာကြီးများနေဟာ นี่ก็กินข้าว အဲ อันนี้ขายเป็นชุด เท่าไหร่คะ อันนี้ชุดละ4,500 4,500 เนี่ยเราเด็กแข็งแรง มีตู้เดียวไหม โต๊ะอย่างเดียวเหรอ ตัวเล็ก อย่างนี้เหรอเล็กๆนั่นเหรอ อันนี้ก็มากันราคามากัน อันนั้นก็4,500 4,500 เอาเป็นชุด 4,500ก็ทำ4,500หมดเลย เป็นชุด ဒီဆိုင်မှာလည်းကိုကြိတ်ကြမှာပြီးတော့နောက်တစ်ဆိုင်တွားရှာလိုက်ပါတော့အားလုံးစီး